Greenwood Android တို့လိုလူငယ်ကျယ်ဝတ်နေပါဝင်လာတဲ့ eFootball ရဲ့ပတ်အသစ်အားလုံးပဲမင်္ဂလာပါ eFootball မှာ Viral ကောက်ရဲ့ admin Faris ပဲဖြစ်ပါတယ်။ဒလလာနေစာပါ update အပြီးမှဆိုရင်တော့ eFootball ကနေ League 1 McDonald Selection ဆိုပြီးတော့ League 1မှာအကောင်းဆုံးကစားနေကြတဲ့လူငယ်ကစားသမားတွေရဲ့ပတ်အသစ်တစ်ခုကိုမိတ်ဆက်လာခဲ့ပါတယ်။ဒီထဲမှာဆိုရင်တော့ Showtime ကအနေနဲ့3ခုပါဝင်ပြီးတော့ Marseille အသင်းရဲ့တောင်ပံကစားသမား Greenwood ရဲ့ပေါ့နော် Acceleration Bus ပါတဲ့ကပ်ပါမယ်ပြီးတော့ PSG နောက်ခံလူ Pacho ရဲ့ Fortress နဲ့ Aerial Force ပါတဲ့ကပ်ကိုတွေ့ရပါမယ်။ပြီးတော့ဒါ January ပြောင်းရွှေ့ကာလမှာ Real Madrid အသင်းကနေလိုင်ယိုအသင်းကိုပြောင်းသွားခဲ့တဲ့ Andre ရဲ့ low screamer နဲ့ will power ပါတဲ့ Showtime ကတ်တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ဒီထဲမှာလိုချင်သုံးကတော့ဒါ Man U အသင်းရဲ့ပရိသတ်တွေအချစ်တော်ပေါ့နော် Mason Greenwood ရဲ့ကတ်လည်းဖြစ်ပါတယ်ဒီကတ်က105 rating တက်တယ်ပြီးတော့ PSG အသင်းရဲ့နောက်ခံလူ Pacho ပေါ့နော်ဒီကတ်ကလည်း105 rating တက်ပါတယ်ပြီးတော့ဒါ Real Madrid အသင်းကနေဒါလိုင်ယိုအသင်းကို January ပြောင်းရွှေ့မှာပြောင်းပြီးတော့ခြေစွမ်းပြနေတဲ့ဒါတိုက်စစ်မှု Andre ရဲ့ကတ်လည်းပါတယ်ပေါ့နော်ဒါတွေကတော့ပရိသတ်တွေလိုချင်တဲ့ကတ်တွေဖြစ်လိုက်မယ်တခြားသောကတ်တွေအနေနဲ့ကတော့ပေါ့နော်ဒါပြင်သစ်လိဖြစ်နေတဲ့အတွက်ကြောင့်မလို့ပရိသတ်တွေနဲ့စိမ့်တဲ့ကစားသမားတွေတော့တွေ့ရတယ်ဒါပေမဲ့ဒီထဲမှာကျွန်တော်တွေးလိုက်ကြတာပါလဲဆိုတော့ဒါ Strasbourg အသင်းမှာကစားနေတဲ့ Chelsea အသင်းရဲ့ကစားသမားဟောင်းပေါ့နော်ဒါ Van Chilwell အခုအငှားနဲ့ကစားနေတဲ့ Van Chilwell ကတ်ကိုတွေ့ရပါတယ်အခုလာနေတဲ့ eFootball ရဲ့ဘက်ကိုဘယ်သူတွေဖောက်တင်လဲဆိုရင်တော့ coin ပေါ်နေတဲ့လူတွေပြီးတော့ဒီ Android တို့ Greenwood တို့လိုကစားသမားတွေကိုချိန်နေတတ်တဲ့လူတွေကတော့ဖောက်တင်ပါတယ်။ကျန်တဲ့လူတွေကတော့ဒါသိပြီးတော့ rating လည်းအများကြီးမတက်တဲ့အတွက်ကြောင့်မလို့ collection မလုပ်ဘူးဆိုရင်တော့မဖောက်တင်ဘူးလို့ပဲကျွန်တော်ကအကြံပေးချင်ပါတယ်။ကျွန်တော်ရဲ့ပေါ့နော် eFootball ပိုင်း viral account ကို follow လုပ်ထားကြတဲ့သူတွေထဲမှာဆိုရင်ရောအခုလာနေတဲ့ League 1 McDonald Selection ဘက်ကနေ player တွေကိုဖောက်ဖြစ်ကြလားဖောက်ဖြစ်ခဲ့တယ်ဆိုရင်ဘာ player တွေပောက်ခဲ့ကြလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦးလို့တောင်းဆိုလိုက်ရပါတယ်။